အခု Face ID ပြင်ပါနော် Face ID ပြင်အခု iPhone တွေမှာဟိုဆက်ကောင်းတစ်ခုဆိုရင်ဒီ Android ရှိရင်တော့အဆင်ပြေတယ်ပြင်ဖို့အတွက်ဆိုရင်ပေါ့နော်ဆက်ကောင်းဆို Android ကတော်တော်လေးအဆင်ပြေတယ်ဘာလို့လဲဆိုတော့ तू ကတော်တော်များများပြင်လို့ရတဲ့အပိုင်းတွေဒီဆက်လေးထဲမှာအကုန်ပါတယ်နော်ဟို battery ပဲဖြစ်ဖြစ် face ပဲဖြစ်ဖြစ်အကုန်လုံးပေါ့နော်အဲ့ဒီဘိုင်းကလိုရင်ဒီကောင်တော်တော်များများဟိုရတယ်လို့ပြောလို့ရတယ် socket အစုံဝယ်ထားလိုက်ရင်ပိုကောင်းတယ်ပေါ့ socket အစုံနဲ့ Android ကိုဝယ်ဒီဆက်တီးတန်းတော့မဝယ်နဲ့ပေါ့နော်ဒီကျတော့ဒီထဲမှာလုံးဆောင်ချက်အသေးမွားလေးတွေကလည်းတော်တော်လေးအသေးမွားဆိုရင်တော်တော်လေးအဆင်ပြေတဲ့ဘိုင်းတွေရှိတယ်အဲ့ဒါလေးတစ်ချက်ပြောပြမယ်အခုဒါ Face ID ပြင်ပါဆိုတော့ Face ID ပြင်တဲ့ဘိုင်းကိုပဲပြောပြမယ်အခုငါတို့က Face ID ကဒီထဲမှာFace ID ထည့်လို့ရတဲ့အနေထားမဟုတ် Face ID ကဒီတိုင်းဖြစ်နေ Face ID ထည့်လို့ရတဲ့အနေထားမဟုတ်အဲ့ဒါကိုငါတို့ကသူ့ရဲ့ original စင်တာတွေသူ့ရဲ့ camera တွေဖြစ်နေမှာပြင်လို့ရမှာပေါ့အလွယ်ကူဆုံးဒီ Android ရှိရင်စစ်လို့ရရပါတော့ Android ရှိရင်ဘယ်လိုစစ်မလဲဆိုတော့ကွန်ပျူတာတော့မလို့ပေါ့ဒီ Android ဆက်နဲ့ပဲဒီလိုကျိုးထိုးလိုက်မယ်ဖုန်းကိုထိုးလိုက်မယ်ပေါ့နော်ထိုးလိုက်ရင်ဒီမှာသူကအကုန်လုံးစစ်နေရပါတော့စစ်နေတာကိုကိုက Max ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမယ် Max ဆိုတာလေးနှိပ်လိုက်ရင်ဒီဖုန်းမှာ power button ကို၄ချက်လောက်နှိပ်ပြရမယ်လို့ပြောတယ်နှိပ်ပြလိုက်မယ်ဖုန်းပိတ်လုပ်ပြလိုက်တာပေါ့နော်အဲ့မှာဒီလိုလာပေါ်ရယ်နော် Face ကတော့မရဘူးအကုန်လုံးကတော့ဒီမဲ့အစိမ်းအောင်လေးနဲ့ map ဖြစ်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဆိုရင်ဒီနေသားဆိုပြင်လို့ရတယ်နော်လက်တစ်တွေ infrared တွေ distance တွေအဲ့စင်တာတွေကပြောင်းတာမျိုးမရှိဘူးအကုန်လုံးက map ဖြစ်နေရပေါ့နော်ဒီနေသားဆိုရင်ဒါပြင်လို့ရတယ်ဖြစ်စည်းမှားနေရမျိုးမဟုတ်ဘူးပေါ့ဒီနေ့မှာအမတ်ဆိုတဲ့သဘောမျိုး map မဟုတ်ဘူးဆိုရင်တော့ပြင်လို့မရနိုင်ဘူးဒါအလွယ်စစ်လို့ရတယ်ပေါ့နော်ပုံမှန်ဆိုတော့ကကျတော့ကွန်ပျူတာနဲ့ထိုးပြီးတော့စစ်နေရမှာလေပစ္စည်းကကိုက်မကိုက်ဆိုတာလေကင်မရာကြီးချိန်ထားလားချိန်မထားဘူးလားမသိအောင်ဒီဟာနဲ့ဆိုရင်ဒါပြင်ရမရတစ်ခါလေးကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ပြင်ရမရအလွယ် Android ရှိရင်စစ်ရတဲ့အပိုင်းကိုပြောပြတာပေါ့နော်အဲ့ကြတော့ပြင်မယ်ဆိုတော့အရေးကြီးဆုံးကဖြုတ်ပြီးဆိုရင်လည်းကျွန်တော်တို့ကသူ့ရဲ့ data ကို bucket တစ်ခါလေးယူ bucket မယူမိမှဆိုလို့ပေါ့နော်သူ့ရဲ့ data ကိုဒီစက်နဲ့ပဲ bucket ယူရဒီဟာလေးကလည်းဒါ Face ID ပြင်ဖို့အတွက်ဒါ adapter လေးပေါ့နော် socket လေးပေါ့ဒီဟာလေးက15 series တွေကိုပြင်လို့ရတာပါတယ်ပေါ့နော် Crowd ကနေ15 series တွေဒီတစ်ခုထဲမှာအကုန်ပါတယ်ပေါ့နော်ဒီဟာလေးကိုတက်မယ်တက်ပြီးတော့ရင် data ကို read မယ်ပေါ့သူ့ရဲ့ data ကို read မယ်ပေါ့နော် Face ID လဲရလဲဒီနည်းနဲ့အရန်လွယ်တယ်ပေါ့နော်ပြန်ပြတ်ဖို့လဲမပြတ်ဘူးပေါ့နော်အခုကျွန်တော်တို့ဒီမှာစစ်တဲ့အချိန်မှာမီးလုံးလေးတွေမလင်းဘူး ABCD ဆိုတာလေးကအနီအောင်လေးနေပြနေတယ်ဒီ data မလို့ဒါ Face ID ကမရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြင်ပါပေါ့နော်အရင်ဆုံးပြင်ပါဆိုတော့ဒီကောင်ကို bucket ဆိုတာလေးကိုနှိပ်ပြီးတော့ bucket ယူရမယ်ပေါ့နော်ဒီမှာ bucket ယူလိုက်ပြီနော် bucket ယူလိုက်ပြီ number 27မှာ bucket ယူထားတယ်နော်ဒါသူ့ရဲ့ data ကို bucket ယူပါအဲ့ဒါကိုကျွန်တော်တို့က IC အသစ်လဲပြီးတော့ data ကိုပြန်ပြီးတော့ write ရမှာပေါ့နော်ဒီကောင်လေးတွေပြင်မယ်ဆိုရင်သူ့ကိုပြင်ဖို့အတွက်ညက်ခုံလေးတွေလိုတယ်ဒီတိုင်းလက်နဲ့ကင်လို့ပြင်လို့ရတာလည်းမဟုတ်တော့ညက်ခုံကောင်းလေးတွေတော့လိုတယ်ပေါ့နော် Face ID ပြင်ဖို့အတွက်ညက်ခုံလေးတွေလည်းဒါစုံအောင်တော့ကိုကဝယ်ထားရမယ်ပေါ့နော်ညက်ခုံလေးရနော်ဒါမှောက်ပြီးတော့တင်လိုက်တာပေါ့နော်မှောက်ပြီးတင်တော့ဒါလေးငြိမ်သွားပြီပေါ့နော်ငြိမ်သွားတဲ့အချိန်မှာကျွန်တော်ကဒီကောင်ကိုမဖြုတ်ခင်အတိုင်းသူ့ရဲ့ original အတိုင်းကိုပြန်တက်ရင်လည်းသူ့ရဲ့နေသားကိုမှန်အောင်ပြန်တက်ပြရမှာဟုတ်ကဲ့ပြောလို့ဒါလေးကိုသူ့ရဲ့ original အတိုင်းတက်အောင်ပဲပြန်တက်ရမှာပြင်ပြီးလို့ပြန်တက်ရင်လည်းပြောပါနော်အဲကျတော့သူ့ရဲ့အနေထားလေးကိုကိုကမှတ်သားဖို့လိုတယ်ပေါ့နော်ဒါကတော့ကတ်ထားလေးကခွာပြလိုက်ပါနော်ဒီသားလေးကိုဘယ်လိုမှတ်မလဲဆိုတော့ဒါလေးနဲ့ချက်ချက်ကမှတ်မယ်ပေါ့နော်ဒီနေသားလေးကိုတေချာလေးမှတ်ထားမယ်တေချာလေးကိုမှတ်ထားမယ်ပေါ့နော်မျက်လုံးထဲမှာတေချာလေးမှတ်ထားမယ်
အပြင်ပုံလေးရိုက်ထားလိုက်အဲ့တန်းလေးမင်းတဲ့တယ်လေးမဟုတ်ခက်ဆောင်းဆောင်းလေးနော်အလဲမှာထားလို့မရအောင်နော်ပုံစံကိုအစကတည်းကမှတ်မယ်ဆိုရင်ကြည့်လိုက်ဒီဘက်ကလည်းကြီးနေဒီဘက်ကလည်းကြီးနေဒီဘက်ကခက်သေးသေးလေးကျန်တယ်နော်ဒီဘက်ကခက်သေးသေးလေးကျန်တယ်နော်အဲ့လိုမျိုးလေးကြည့်အောင်မယ်အတူရဲ့ပုံစံကိုတေချာလေးမှတ်ပြီးသွားရင်ဘာလို့ရမလဲဆိုတော့ချိတ်ရှင်းရမယ်ဒီ model မှာချိတ်လေးနည်းနည်းပါတယ်ဒီပေါ်ကနေပဲထိုးလိုက်ဒီကျိုးရဲ့ပေါ်ကနေလေနားလေးဒီကျိုးရဲ့ပေါ်ကနေလေဒီပေါ်ကနေနည်းနည်းထိုးလိုက်ခုလေးနည်းနည်းလောက်ပေးပြီးတော့ထိုးလိုက်တော့ဟိုဘက်ထွက်သွားရင်နော်အဲဆိုမှလူဖြည်းဖြည်းလေးလိုက်ပြီးတော့ဒီဘက်ကိုလာလိုက်ဒါချိတ်ကိုအရင်ထုတ်ပြတာနော်အပေါ်မှာရှိတဲ့ဟာလေးလေဘက်ကိုထိုးပြီးတော့ထုတ်လိုက်တယ်နော်ချိတ်ရှင်းတယ်ချိတ်ရှင်းပြီးရင်နေရာလည်းဒေတာလေးမှတ်ပြီးချိတ်လည်းရှင်းပြီးဆိုရင်ဖြုတ်တော့မှာဖြုတ်မယ်ဆိုရင်ဘယ်လိုဖြုတ်မလဲဆိုတော့ဒီထိတ်ကနေဖြုတ်ဒီဒါ fair ဒီလေးကိုထိတ်ကနေလဲလိုက်ထိတ်မှကြည့်ရင်မြင်ရတယ်ဒီမဲ့ဆက်တာတွေကလေးမြင်ရနော်အဲ့ပဲကြအဲ့ဒီမဲ့ဒီဆက်လေးနော်အဲ့ဒါကိုကျွန်တော်ဓားလေးနဲ့ပေါ့နော်နံပါတ်4ဓာတ်နဲ့လည်းအဆင်ပြေတယ်4ဓာတ်လေးနဲ့ပြီးပြည့်ထုတ်မှာပါနော်ဒီနည်းလေးပါနည်းလေးကိုထောက်ပြီးတော့အပူပေးပြီးကလန်းလိုက်ပါနော်အဲကြတော့အပူကိုနည်းနည်းပြီးမယ်ပြီးရင်ထောက်သားမယ်ပြီးရင်ကလန်းလိုက်မယ်ပေါ့နော်နော်ခဏလိုက်ဆက်လက်ပြီးဒါနည်းနည်းပြုတ်သွားပြီပြုတ်သွားဟိုဘက်ကိုတွန်းပြီးတော့ထုတ်လိုက်တော့အောက်ဘက်ကိုတွန်းထုတ်လိုက်တော့ထိတ်ကနေအောက်ဘက်ကိုလေနော်ပြည့်တယ်များထွက်လာရင်နော်တွေ့ရမလားအခုဖြည်းဖြည်းလေးတွန်းကြည့်အော်ဒီနည်းလေးမှလာထောက်နေတယ်နော်ထောက်တတိထားအောင်နော်ပြည့်ဒီနည်းလေးမှလာထောက်ဒါလေးကိုနည်းနည်းလောက်ဟပေးလိုက်နေရတယ်ကတ်တာလေးနဲ့နည်းနည်းလောက်ဟပေးရတယ်နည်းနည်းလေးတော့ထောက်နေနားမှဆိုတော့ထွက်လာရင်တော့ဒီမှာဆွဲထုတ်လိုက်တာနော်ညာလေးနော်ဒါအောက်မှာကြံခဲ့တဲ့အနေထားလေးမြင်နေရတာနော်ဒီမှာဒါကျွန်တော်တို့ဆွဲထုတ်လိုက်တဲ့အရာလေးဒီဟာလေးအဲကျွန်တော်ဒါလေးကိုပြင်ပါဒီမှာဆိုဒီဟာလေးကိုပြင်မယ်ဆိုရင်လည်းဒါလေးကိုညံအောင်ထိန်းဖို့အတွက်သူကညှက်ခုံလေးလိုသေးတယ်ညှက်ခုံအော်ရောညှက်ခုံလေးလည်းထွက်တယ်ဒါကျွန်တော်ညှက်ခုံပေါ်မှာညှက်မှာပေါ့နော်ဒီကညက်တာနော်ခုံလေးပေါ့နော်အဲဒါမလှုပ်တော့ဘူးပေါ့နော်ဘာပြင်မလဲဆိုတော့ခုနည်းကကျွန်တော်တို့က IC chain method နဲ့ပြင်မှာပြင်တဲ့နည်းတွေတော့ပေါ်တယ်ကျိုးပြchain တာတွေရော IC chain တာတွေရောပေါ့နော်ဒါပေမဲ့ဒီနည်းကပြန်ပြီးတော့ပြတ်တယ်ဆိုတာမရှိသလောက်ကိုကောင်းတယ်ပေါ့နော်အဲဂျားထဲမှာ socket လူဂျားကန်ကျိုးလေးထည့်တာလည်းရှိတယ်ဘက်ထရီလဲသလိုပေါ့အဲ့ဒါတွေကကြမကောင်းပြန်ပြတ်နိုင်တယ်ပေါ့နော်ဒီနည်းကတော့မပြတ်ဘူးပေါ့နော်IC chain method ဆိုတော့ကျွန်တော်တို့ကဒီမှာမြင်နေရတဲ့ဒီຢာတွေဖြုတ်ပြပါအကုန်လုံးဒီ IC တွေရောဒီ component တွေအကုန်ဖြုတ်ပြပါမူလေးပေးပြီးတော့အဲဓာတ်လေးနဲ့ပဲထိုးပြီးတော့ဖြုတ်ပါဒီဘက်က
ကျိုးလေးတော့မထိအောင်နော်ဒီအောင်ဖေးဖေးအတွက်ကျိုးလေးဆိုတော့နော်မီးထုတ်ပြီးတဲ့အလေးအဲကျွန်တော်ကအပူလေးနဲ့ဖြုတ်မယ်ပေါ့နော်မလောနဲ့နော်အေးစီးစီးတာဖြူရတယ်အခုလေးပေးပြီးတော့နော်ဒီန်ဒီတွေကပြက်သွားလေရတယ်ဟိုဖြုတ်တာတွေပြက်သွားလေရတယ်နော်ကျွန်တော်ဂျန်နာလေးတွေမထိခိုက်ဘူးပဲနော်အဲဒီတွေဖြုတ်နေနေကျိုးတာပေးတာလည်းဘာမှမဖြစ်ဘူးအစ်စ်လဲမှာမဟုတ်လို့လေအဓိကကျွန်တော်တို့ဖေးမပြေခင်အရေးကြီးဆုံးကသူ့ရဲ့ data ကိုထုတ်တာမိဖို့ပဲအဲ့ဒါမိသွားခဲ့ရင်တော့မထုတ်မိရင်အဆင်မပြေဘူးလေအခုပြောတဲ့အဆင့်တွေကတစ်ဆင့်ချင်းပြောတာဟိုအဆင့်ပြေတာမှတ်မိတာအောက်ကချိတ်တွေရောပြောင်းရှင်းတယ်နော်ဒီအလေးခင်းဆွဲအောင်လုပ်ရမှာပေါ့နော်ချင်းစီလေးထည့်ပြီးတော့ခဲလေးတိုးပြီးမယ်အေးတန်းရှင်းလေးတခြားလုပ်မယ်နော်
တချို့လေးထဲပူနေနေလောက်ပြန်ပေးမယ်နော်ခဲလေးတွေအောက်ကျတော့ဖြစ်ရဲ့ IC တက်မယ်ဒီလေးပြန်တက်မယ်ပေါ့နော်အဲ့ကလေးနဲ့အပူပေးမယ်အေးကိုတက်တာအမိမမိဘူးအဲ့ခုနကဆက်လေးနဲ့ပဲပြန်စစ်လို့ရတယ်ဗောနော်မမိခဲ့ရင်တော့အခုထပ်ပြီးလို့ရတယ်ဗောနော်ဆက်လို့ကျွန်တော်တို့ဆက်လေးနဲ့ပြန်တက်ဆန်းတာပေါ့နော်ဒီနေ့သားဆိုရင်ဒါအကုန်မိရလို့ပြောရမယ်နော် ABCD ကလည်းဟိုဒီပဲအနီရောင်မဟုတ်တော့ဘူးနော်ချစ်ကလည်း normal အတိုင်းပဲအကုန်လုံးက normal နော်ဟုတ်ကီလည်းပြရတယ်ဒီနေ့သားဆိုရင်ဒါကျွန်တော်တက်လိုက်တဲ့ IC လေးကမိရလို့ပြောလို့ရတယ်ဒီဟာအကုန်လုံးကအဆင်ပြေတဲ့နေတာအဲ့ဒါကိုဒီနေ့သားကိုကျွန်တော်တို့ကခုနကbucket ယူခဲ့တဲ့ဟာကိုပြန်ထည့်ပေးရမယ် right ပြန်လုပ်ပေးရမယ်เนาะ right ကိုပြန်နှိပ်မယ်ဒီဟာလေးဆိုတော့နှိပ်ပေးလိုက်အဲ့ဒါဆိုရင်ခုနကကျွန်တော်တို့လဲလိုက်တဲ့ IC လေးတွေကိုဟိုပေါ့ပြန်ပြီးတော့ data ကို right လိုက်ပြီပေါ့เนาะ right ပြီးသွားရင်ပြန်တက်ရုံပဲအဓိကဒီချိန်မှာတချို့တွေခက်ခဲဆုံးอ่ะပေါ့เนาะပြန်တက်တဲ့ချိန်ကျွန်တော်ပြောသလိုမှတ်သားတခြားမလုပ်ခဲ့ရင်တက်တဲ့ချိန်ကျခတ်သွားတယ်အဲ့ကြောင့်မှတ်သားကိုတခြားလုပ်ရမယ်သူ့ရဲ့ပုံစံတိုင်းကိုပြန်တက်ရမှာမို့လို့เนาะဒါလဲတာကတော့အဆင်ပြေတယ်ပြီးသွားပြီဖြုတ်တဲ့ IC လေးလဲတာပဲလွယ်လွယ်လေးเนาะဒီကကြည့်ရင်ဒီပဲအဲ့လေးပဲเนาะအဆင်ပြေလဲတာအဆင်ပြေပြန်တက်မယ်ပေါ့เนาะပြန်တက်ရင်ခုနကအတိုင်းပဲအောက်ကနေပေါ်ကိုထိုးထည့်မယ်ဒါလေးเนาะဒီအောက်မှာရှိတဲ့ຢာတွေကိုမဖြုတ်မပြုတ်စီနဲ့เนาะအမြဲချက်ကော်တွေလေသူအတိန်ဆောင်နေရှိသေးတယ်လေကျွန်တော်ကော်တယ်เนาะတိန်ဆောင်မခံဘူးလေအားကြောင့်မသူကော်နေသူဆိုတော့အမှန်မှန်ကန်ဝင်သွားတယ်ပေါ့နော်ချိတ်ဒီအလိုမျိုးကော်တွေရှင်းဆိုတာအကုန်ရှင်းပြလို့မရအောင်သူမှရှိတဲ့နေရာတော့ရှိနေမှရမယ်နော်အပေါ်ကတော့ရှိလို့ရရှင်းလိုက်လို့ရတယ်အဟိုးအောက်ကတော့မရှင်းနဲ့ပေါ့နော်အဲ့ကောင်လေးတွေခံနေမှဒါနေရာကျမှာဆိုတော့လေဒါအောက်ကနေအပေါ်ကိုပဲပြန်ထိုးထည့်နေရနော်နော်ရှင်းရမှာလားဒီထဲမှာနေရာလေးမှာအောင်ကျွန်တော်တို့ကအရင်တော့အတိုင်းလေးကိုပြန်ကြည့်ရမယ်နေရာမှားခဲ့ရင်
fear ဒီကလုံးလုံးမှာမဟုတ်ဖတ်မှာမဟုတ်ဘူးเนาะကျွန်တော်ကပုံစံလေးတခြားအမှတ်သားလေးကိုကြည့်ရမယ်ကျွန်တော်ဆိုအများတန်းကိုမှတ်သားပြီးသွားရင်ဓာတ်ပုံပြန်ရိုက်တတ်တယ်ဓာတ်ပုံလေးကိုကြည့်ပြီးတော့လုံးလိုက်တော့ဒါပို့ပြီးတော့အဆင်ပြေပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောတဲ့ကော်လေးကပြောင်းအောက်ကကော်လေးတွေလည်းသူ့နေရာနဲ့သူရှိတယ်ဆိုရင်ပြန်တက်တဲ့အချိန်မှာလည်းသူ့နေရာနဲ့သူတန့်ကြတယ်ပေါ့နော်နည်းနည်းလေးတော့ပဲပြန်ချိန်ရတယ်ပေါ့နော်ပြန်ကန့်ပါလေဘာနဲ့ကန့်လဲဆိုတော့ဖိုက်လူနဲ့ထည့်လိုက်ကန့်လိုက်လည်းရတယ်အဆက်၄လောက်ပဲတူတာပေါ့နော်တေချာမှပဲကျွန်တော်ကမြဲမြဲပြန်ကန့်မယ်ပေါ့နော်အဆက်၄လောက်ဒါလေးတူလိုက်လည်းရတယ်ပေါ့နော်အပုံမှန်အဖြစ်ကျွန်တော်တို့ကြည့်ရင်ဒါကြီးကစောင်းပြီးချိန်တယ်လို့ထင်ရတယ်တကယ်တော့စကြရအဲ့လိုကြီးမို့လို့နော်မြင်ရတဲ့အတိုင်းပဲဒါကြီးကအမဲတူးကကြီးတယ်ဒီဘက်ကအမဲတူးကဒီးတယ်သူ့ရဲ့ origin တွေဒီတိုင်းပဲမဟုတ်ဒီတိုင်းပဲပြန်ကဲရမယ်ကိုကဒီတိုင်းစောင်းနေဆိုပြီးသွားတဲလိုက်လို့မရအောင်သူ့ order တိုင်းကိုပြန်ပြီးတော့ထားပြရမယ်ဒါမှ fair တွေပြန်လုံးလုံးမှာပေါ့နော်အောက်ကအပေါက်လေးနဲ့ခုနကကျွန်တော်တို့ပြင်လိုက်တဲ့ဘေးမှာပါတဲ့အလင်းထွက်တဲ့ရလေးနဲ့တန်းနေမှာပေါ့နည်းနည်းလေးဆောင်းလိုက်ရင်အလင်းတွေအကုန်ရိုင်သွားတာတို့သူ့ညက်မတန်းတော့ရင်ဒါမျက်နှာကိုလက်ဖက်ပေးနိုင်မှာမဟုတ်တော့အဲ့လိုမျိုးပေါ့နော်ဖိုက်ဒူးထည့်ရင်လည်းနည်းနည်းလေးလောက်ပဲတူမယ်ဒီကလို့ကိုကချိန်တာနည်းနည်းလေးလွယ်ခဲ့ရင်ပြန်တဲ့ဖို့အတွက်ရပြန်တဲ့လို့လွယ်အောင်လို့ပေါ့နော်ဖိုက်ဒူးခုနကဓားလေးနဲ့ဖြုတ်ခဲ့တဲ့နေရာလေးကိုပဲတစ်ချက်လောက်လန့်တိုးလိုက်ထိတ်ကနေဖြုတ်တာမလားထိတ်ပေါက်တွေကနေတစ်ချက်လောက်တိုးလိုက်အဲ့ဆိုရင်ရတယ်အများကြီးမထည့်သေးဘူးမသေးကြသေးလို့လေတခါတည်းအများကြီးမထည့်နဲ့နော်တေချာမှထပ်တူရင်တို့ဒီလားဒီဓာတ်လေးကိုခဏစောင့်လိုက်မယ်နော်ဒီကောင်လေးကိုပြန်ထည့်စမ်းမယ်ကျွန်တော်ကိုထည့်လဲပြာလေးကိုဖုံးမှတက်ပြီးပြန်စမ်းမယ်နော်ဒီမို့ဆုံးကျွန်တော်တို့က Face ID ရမရအလွယ်ကြည့်ချင်ရင်တော့ဒါ Selfie တဲ့ကိုဝင်လိုက်ကျွန်တော်တို့ portrait မှာ Selfie portrait ကအလုံးလောက်ရတယ်ပေါ့နော်တေးကြခြင်းကျွန်တော်တို့က software တွေနဲ့ဆန်းလည်းရတယ်ပြီးတော့ Face ID လည်းထည့်ကြည့်လို့ရတယ်ပေါ့နော် software နဲ့တော့ကျွန်တော်ခုက down နေအောင်မကြာမှာဆိုလို့တခါတည်း Face ID ထည့်ကြည့်လိုက်မယ်နော် Face ID ရင်တော့ဟာ font မရအောင်နော်ခလုတ်လေးတွေကမှိန်နေတာနော်အခုကဖုန်းလို့ရတဲ့အနေထားတော့ပြသွားပြီဒီမှာဖုန်းလို့ရတဲ့အနေထားတော့ပြသွားပြီနော် Face ID တစ်ချက်ထည့်ကြည့်မယ်နော်ဒီကောင်ကဟိုမှန်တဲ့တေချာမချိန်ရသေးလို့နော်ဒီမှာပြရဖတ်သွားပြီနော်ဖေးဖတ်နေနော်ဟိုရဘယ်လိုကျွန်တော် ဖေးထည့်ရပြီမယ်ကျွန်တော်တို့ကတကယ်လောအောင်ပွင့်ရလားဆိုတာစမ်းဖို့လူနေပေါ့နော်နော်လေးပွင့်တယ်နော်ဒါဆိုရင်ဖေးကအလုပ်လုပ်သွားပြီပေါ့နော်တခါတန်းပုံတယ်နော်ဒါမှကြည့်ရင်ခေါ်ရချမ်းမတက်ရသေးတော့ပေါ်သွားရနော်ပေါ်ရနော်ကြည့်ရဒါဆိုရင်ဖေးပြင်တာလေးရရပြီပေါ့နော်တခါတည်းဘလို့ရလဲဆိုတော့အခုကျွန်တော်ပြောရသလိုမျိုးဟိုမဖြုတ်ခင်ကလေးကတေချာလေးမှတ်ထားလို့မို့ရတာနော်
မဖြုတ်ခင်တည်းကတခြားလေးမှတ်မယ်ပြန်တက်ရင်လည်းခုနကပြောတဲ့အတိုင်းလေးတခြားပြန်တက်မယ်အဲ့ဒါဆိုရင်လောက်ရတာအဆင်ပြေတယ်မြင်မြဆန်းဆန်းတစ်ခါလေးလုပ်ပြီးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဟိုအဲ့လိုကျွန်တော်ပြောတဲ့အဆင့်တွေမှာလူခဲ့ရင်ပြန်တက်တဲ့ချိန်လေးခဲရင်းတယ်ပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်ကော်လေးဆိုလည်းကျွန်တော်ပြောလို့ရှင်းတဲ့ကော်ကိုရှင်းရတယ်မရှင်းတဲ့ကော်တော့မရှင်းရအောင်ပေါ့နော်အဲ့ဒါရရနော်